မင်္ဂလာပါရှင်ဖရက်တဲ့လူတွေချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညတော့အရာတို့ဘိုင်ပေါက်ဖက်ပြပါမယ်ဖြစ်ပါရှင်နမဲကပါမေ့သွားလို့ခဏမပြီးသွားယူလိုက်အမပြန်အကြည့်ကြည့်ပဲပေါ့နော်ကဲပြောင်းရိပ်ပြောင်းရိပ်ဖြစ်တယ်ဟုတ်လားဒီအရုပ်ဖောက်ပါပဲဖြစ်ပါရှင်တရုတ်လိုရေးဟာလို့ပေါ့နော်တီရှာတော့မသိပါဘူးရှင်ဟုတ်ပါရှင်အဲ့တော့နော်ဒီဟိုမမီယာအော်ရနဲ့မခီတီတော့ဝယ်ရပဲဖြစ်ပါရှင်အော်ရဒီပေါ်မှာကျတော့ဒီခင်းရောင်လေးရဲ့လိုချင်နေပေါ့ဒီပေါ်ထဲမှာဆိုရင်တော့ပန်းရောင်လေးရဲ့အစိမ်းရောင်လေးရဲ့ဝါရောင်လေးရဲ့ဒီ၃ခုပဲလိုချင်ပါတယ်ဟောတာခေတီကတော့ဒီအောက်မှာကျတော့ဒီလေးရဲ့ပဲလိုချင်တာပေါ့နော်အောက်မှာကျတော့ခေရဲရောင်လေးရဲ့ဒီအဝါရောင်နုလေးရဲ့ဒီအဝါရောင်ရစ်လေးရဲ့ဒီအပြာရောင်လိုမိုးပြရောင်လေးရဲ့အဲ့၄ခုရချင်ပါတယ်စင်ပြေပေါ့နော် secret ကကျတော့၃ခုလုံးစင်ပြေပေါ့နော်ခေတီရောပါပဲဒီတစ်ခုဒီနှစ်ခုရဲ့ကြာရင်တော့အစမပြေဘူးတိတ်ပြီးတော့ alright တော့ဒီနှစ်ခုရဲ့ပေါ့နော်ဒီနှစ်ခုရဲ့ဒီ၃ခုရဲ့ကြာရင်တိတ်ပြီးတော့အဆင်မပြေပါဘူးရှင်ဆိုတော့မှာပေါ့နော်ဖောက်ကြည့်ရတော့ကြည့်ပါပဲအော်ရာရိုနာလေးမှာတော့ရွှေဘိုးရှင်နဲ့ရွှေဘုံမှာတော့ရပါတော့ခဏအဲ့ဟာ3,400တောင်ပါရှင်ရနော်ဖောက်ပါမယ်ရှင်ကြည့်ရောဟုတ်ပါကဲဆိုမမခဏလေးဒါကြောက်ဖောက်နော်โอเคဖောက်မဒီအပေါ်ဖောက်ညဖက်လက်ဖောက်ပြီပေါ့နော်โอเคရပြီโอเคကဲအားရှိမရမှာပေါ့နော်အားရှိပါရဝါတခါလောက်တာအနက်မမနောက်ကြပါ sorry မမရဲ့မျက်နှာမမြင်ရအေး okay ပါလားဖောက်ပါပြီရှင်းကိုဖောက်ရပါဒီမှာအနောက်ကနေဟုတ်ဒီမှာပြလာဒီနားလေးကနေဖောက်ရမှာပေါ့နော်မခေတီဖောက်တယ်တရှာလေးလောက်ထားအော်တော့ပေါ့နော်တော်ပေါ့နော် my god this okay so ကက်ကြီးပေါ်မှာထားဟိုင်းညဟိုဘဖြစ်လာတယ်အဲ့ကိုအရင်ထော်လိုက်မှရတယ် oh my god ကက်ကြီးကဒီပေါ်လုံးကြီးမှာဟုတ်လားဟုတ်တယ်မြင်ရခတီတော့ကက်ရင်ရလိုက်မယ် okay ရစီမကြီးဒီမှာပေါ့နော်ဒါလေးokay ဒါလေးပါ okay ဆရာမိုးလုံးကြည့်ဟောလေဒီထဲမှာဘာလို့ဘာဆိုရင်ပေါ့နော်ကဲထည့်ထားလိုက်နော်ကက်ကြီးတွေနဲ့တိတ်တာဖောက်နေတော့များနေအရင်တော့ကင်I think this creamy ဒီလိုမျိုးပြောမယ်ဆိုနေရွက်နဲ့ဟာလားလို့ဒီဟာ secret ပေါက်တော့ဖြစ်နေတော့ပါ secret လည်းပါချင်တိတ်ဝမ်းမြေဒီအပိုင်းရောင်လေးလားဒါရတော့လုံးဝမဖြစ်နိုင်ဘူး I know something နော်ဖောက်ပြီနော်ဒီလိုဖောက်ဒီကရည်မထားReally? Oh my gosh! ကျလုံးလဲလို့ရတယ် Oh my god. It's that. မွေးနေရလဲ အဲ့ဒါပဲရကျမခေါင်းအောင်ဆိုလို့လဲလို့ရတယ်ကျတော့လေ I like you might couple for no I like is that is it I like this
ကျမညီမ East Gate ရတော့ရုံးကကျွမ်းပါတယ် escape and escape ပေါ့နော်ဒီမှာဒီလေးပေါ့အော်ရာထင်းတော့ထင်းနေဒီလေးပေါ့သွားတယ်ဆိုတာ သူက green နဲ့တော်လှတယ်နော်တော်လှတယ် အမှနှစ်ပေါက်ရှိရတစ်ပေါက် လေ အော်ရာတော့လို့ရှင်တဲ့ထဲမှာပါရော ဟန်ယောဟေးယောဟဲ့ မမမီးတို့ကလေမီးတို့လို့ရှင်တာဒါပဲလေ ဟုတ်တယ် ဒီကအော်ရာတို့ဘောနော်ဒီထဲမှာကြိုက်အော်ရာတို့ရေးတာဘောနော်ဒီပေါ်မှာကြိုက်ဆုံးကဒီဟာလေးပါနော်နော်ဒီဟာလေးပါနော်အာကောင်းကောင်းလိုက်တယ်ရှင်ဟိုနေရထုံးလုံးလေးနဲ့ဆက်စရာလေးနေရကအ ရွှေကြီးပဲနော် ရှိရွယ်နေရကြတယ်ဘောနော် secret လေးကိုမှန်းထား ပြီးခွမှန်းထားတာမပေါက်ခဲ့ပါ ဒီပါပါ ခုနအောင်ကမတွေ့လိုက်ခုနအောင်ကဒီလိုလေးဖြစ်သွားတော့အဲ့ဒါနည်းနည်းတွေ့လိုက်တယ်အစိမ်းအောင်လေးကိုစစ်ခွက်လားလို့ထင်နေဒီအရောင်နဲ့တိတ်မစင်တော့လေဒီရောင်နဲ့တိတ်မစင်တော့လေစစ်ခွက်လားလို့ဟဲ့ရှော မျက်လုံးနဲ့မျက်လုံးကကြည့်မိတယ် အေး မျက်လုံးကတူရော စစ်ခွက်များလား secret မဟုတ်ဘူးဒီကောင်ပဲညီမလေးရဲ့ လောငါတူထားလိုက်ပါလား ပြီးတော့ဒါကြီးလည်းမတူပြီးဒီမျက်လုံးလည်းမတူပြီးတော့ဒီအရောင်တွေလည်းမတူ 70တော့70ပဲ တော့ကနဲ့ဒီအပြားဟာနဲ့ကွာပြောရမယ်ဆိုမတူမျက်လုံးမတူပါဟာမတူဒီနာ ဒီတာလေးမတူဘူးပေါ့နော် ဒါကြီးမတူဘူးပေါ့နော်ကျွန်တော်ကတော့အကုန်ဒီ secret လားလို့ secret လားလို့ အမရဲ့ secret ဆိုရင်တော့ ဖြစ်စီ တီတော့ ချစ်တာလေးပေါ့နော် ချစ်ကြလေးပါဖြစ်ရင်လည်းကောင်းပါတယ်ပေါ့နော်ပြော Oh my god is that မမဒီဘက်ဟွာဖြစ်လာမယ်ည1 2 3ကဲနောက်လည်းမွေးနေပဲ ဟုတ်တယ် ဒီဘက်ပေါ့နော် အဲ့ဆိုရင်ဗီဒီယိုလေးနည်းနည်းရှင်းနေဆိုတော့ bye bye see you next video Oh